ကဲ A Night of the Seven Kingdom ကြီးကတော့စသိမ်းသွားပြီအဲ့တော့ episode 6အကြောင်းလေးကိုပြောကြရအောင်ကဲဒီ episode ကတော့ဒီ trial 7ပြီးတဲ့နောက်မှာဘာတွေဆက်ဖြစ်မလဲဆိုတာရယ်နောက်ပြီးဒီ character တွေရဲ့ future ဘာတွေဆက်ဖြစ်သွားမလဲဆိုတဲ့ဥစ္စာလေးကိုပြောထားတဲ့ episode ပေါ့နော်ဒီ episode ကတော့လည်းအဲ့လို funny ပုံစံနဲ့စထားတာပေါ့နော် Lionel နဲ့သူ့ရဲ့ Maester နဲ့ကအဲ့လို funny vibe လေးနဲ့စတာသူ Lionel ပြောပုံအရဆိုတော့သူ့ရဲ့ Maester ကတော်တော်ညံ့ပုံရတယ်မကြည့်ဆရာတေတော့မယ်ဆိုပြီးပြောနေတဲ့ပုံစံလေးကပိုးကတော့ပေါ့နော်ဒီ Maester တွေအကြောင်းကိုတော့အသေးစိတ်ဗီဒီယိုပဲတစ်ခါမှတော့မလုပ်ဘူးပေါ့နော်ဒီမှာအဲ့လိုစိတ်ဝင်စားစရာကောင်းတာတွေချက်တွေ့ရတာဟို Maester တွေရဲ့ဒီ Noble Houses တွေရဲ့ဝေယဝစ္စတွေသူတို့လိုက်လုပ်ပေးရပေါ့နော်ဒါပေမဲ့ဒီ Houses တွေကဘယ် Maester ကိုလိုချင်တယ်ဘယ်သူလိုချင်တယ်ဆိုပြီးတော့သူတို့ရွေးချယ်ခွင့်မရှိဘူးပေါ့နော်ဒီ system မှာ train ပြီးတော့အစင်ပြေတင့်တော်ရဲ့လူကိုလွှတ်ပေးတာဆိုတော့ခါကြလို့ရှင်လဲတော်ရဲလို့ရတယ်တခါကြရင်လည်းမတော်ရဲလို့ရပါဘူးအခုဆိုလို့ရှိရင် Lionel ဆိုလို့ရှိရင်သူ့ရဲ့ Maester အဲ့လိုနဲ့မတော်ဘူးပေါ့အဲ့လိုပုံစံမျိုးရထားတာပေါ့ဒါမဲ့ပေါ့နော်ဒါမဲ့ထူးခြားတဲ့တစ်ခုကသူ့မှာဆို chain သူ့ရဲ့ chain ကိုကြီးပေါ့နော်သူတို့ကအဲ့လိုဗါလဲသူတို့စာမွေးမှာအောင်နေတော်တယ်ဆိုရှင်အဲ့လိုမျိုးဟာပေါ်မူဒီသူတို့ chain တွေရတာပေါ့နော်အဲ့ဆိုဟိုလိုင်းလုံးပြောဝင်ရဒီ Master မတော်ဘူးလို့လုံးလိုက်ပြောလိုက်ပေမဲ့ပေါ့နော်ဒါပေမဲ့ maybe Dan ရဲ့ဒဏ်ရာကတာမန်လို့ဆိုရင်တော့သိနိုင်တယ် Dan မို့လို့ तू ကမသိဘဲနဲ့ဒီလိုမျိုးဖြစ်နေရလဲဖြစ်နိုင်တယ်ပေါ့ဒါမှမဟုတ်လဲလိုင်းလုံးပြောသလိုပဲဒီဘက်ကညံ့ပြီးတော့အဲ့လိုဆောင်းပွဲပဲကူးချပြီးတော့အဲ့လို Master ဖြစ်နေရလဲဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ Dan က overall okay လောက်မှာပါဘာလို့လဲဆိုတော့သူဒီ Prince Balon ကလည်းရှေ့ episode တုန်းကပေါ့နော်သူ့ကို Maester လွှတ်ပြီးတော့ကြည့်ပေးမယ်သူ့ညီကိုကြည့်ပြီးွားလို့ရှိရင်သူ့ Maester လွှတ်ပြီးကြည့်ပေးမယ်ဆိုပြီးပြောထားတာဆိုတော့သူ treatment တွေလည်းဘာယူပြီးလောက်ပြီးဆိုထင်တယ်ပေါ့နော်အဲ့ဒါဆို okay ပါတယ်လိုင်းလုံးလည်းကြည့်ရတော့အဆင်ပြေရပေါ့နော်သူလည်းအရင်ကြီးဒဏ်ရာကြီးမမရဘူးပြီးတော့သူကဒီ tournament ကိုအဲ့လိုမပြီးကျင်သေးဘူးသူအဲ့လိုအရင် enjoy ဖြစ်နေရတာပြီးတော့နှမျိုးရဆို final အဲ့လိုမျိုး dopamine တွေထွက်နေရထင်တယ်ဘာလို့ဆိုတော့ဒီ Lionel ရဲ့ဒီသူ့ဘဝပေါ့နော် Stormland မှာရှိနေသူ့ဘဝကအဲ့လိုနဲ့ပြင်းမှုကောင်းနေအဲကြောင့် तू က Dan ကိုခေါ်ပြီးတော့သူ့ကိုအဖော်ပြုစေခြင်းနဲ့သူနဲ့သူပါတီလုပ်ကြရမှာညာဆိုပြီး तू က invite သူခေါ်ရဲပေါ့နော်ဒါအမှန်တမ်းပြောရှင် Dan အတွက်ကိုဒါအရန်အခွင့်အရေးကောင်းကြီးတစ်ခုလို့ပြောလို့ရရပေါ့နော်ဘာလို့ Lionel ကဒီ Great House ရဲ့ Lord ကြီးတရားပြီးတော့ဒါဘယ်လိုပြောရမလဲWesteros ရဲ့ one of the powerful ဖြစ်တဲ့လူတစ်ယောက်ကသူ့ကိုဒီလိုမျိုး chance ပေးတာဆိုတော့ဒါကအဲ့လိုအခွင့်အရေးကြီးတစ်ခုလို့ပြောလို့ရတယ်ပေါ့ဒီမှာဆိုလဲပေါ့နော် Dan ဆိုလဲသူ့ရဲ့ character development အများကြီးဖြစ်သွားတော့မြင်ရတာပေါ့နော်ဒီ episode 1 Dan နဲ့ဒီ episode 6က Dan နဲ့ဆိုလို့ရှိရင်ဒါသူလောကကိုမြင်တဲ့အမြင်တွေသူခံယူချက်တွေသူပုံစံတွေအကုန်လုံးဟို changes ဖြစ်ပြီး development ဖြစ်သွားတယ်ဆိုတဲ့ဟာတွေမြင်ရတယ်ပေါ့သူရှေ့ episode တွေမှာတော့ဆိုလို့ရှိရင်သူစဉ်းစားသူဒီ Noble House တစ်ခုမှာသူအလုပ်လုပ်မယ်အဲ့လိုသူ့ကို House Targaryen ကသာခေါ်သွားရင်ဘလို့သူဘလို့ဟိုဖြစ်မလဲဆိုပြီးတော့သူစဉ်းစားရတာပေါ့နော်ဒီ episode မှာဆိုလို့ရှိရင်သူဒီ offer ကြီးနှစ်ခုအောင်ရတာပေါ့နော်တစ်ခုကဒီ House Baratheon ကနေပြီးတော့ offer ရဲနောက်တစ်ခုကကျတော့ဒီ House Targaryen ကနေပြီးတော့သူ့ကို Summer Home မှာဟိုလာပြီးတော့လုပ်ဖို့ဆိုပြီးတော့သူ့ကို offer ပေးရပေါ့နော်ဒါဘယ်လိုပဲစဉ်းစားတာအရန်အဲ့လို offer နှစ်ခုလုံးကကြီးရယ်ပေါ့နော်ဒါပေမဲ့သူနှစ်ခုလုံးကိုညင်းလိုက်တယ်သူ့ရဲ့ဒီ decision ကမှန်ရဲ့လားပေါ့နော်တခြားလူတွေဘယ်လိုထင်ကြလဲပေါ့ I think မဟုတ်ဘယ်လိုပြောရမလဲဖြစ်ပျက်သွားတဲ့အကြောင်းအရာတွေကြောင်းလို့လည်းဖြစ်နိုင်တယ်ပေါ့နော်လက်ရှိသူမျက်စိရှိမှာတဲ့သူတို့တွေအကုန်လုံးအဲ့လိုလေးစားရတယ်ဆိုရဲဘယ်လိုလဲ Prince တယောက်ကိုဒီလိုပဲအဲ့လိုတတ်လိုက်ပြီးတော့သေသွားရဘာညာဆိုသူထင်သလိုအဲ့လိုမဟုတ်နေဘူးနောက်ထပ်အဲ့လို big picture တစ်ခုခုရှိတယ်ပေါ့နော် maybe အဲ့ဒါကသူစဉ်းစားရလေ Prince ကိုသေပြီးဘာလို့သူ့ကိုရွေးချယ်တာသူဘာလို့သက်ရှင်နေရလဲပေါ့နော်ဆိုသူသက်ရှင်နေရတဲ့ reason ကတော့ just Noble House လေးမှာအလုံးလုံးရဖို့လောက်ဖဲဖြစ်လုံးလုံးရလောက်ဖို့ပဲဖြစ်ဖို့အတွက်နဲ့ Prince တယောက်ကိုတတ်လိုက်သေဝါးစီရတယ်ဆိုတဲ့ဥစ္စာကသူ့ရဲ့ existence ဒီထက်များပိုကြီးနေမလားလို့စဉ်းစားမိလို့များလားပေါ့နော်ပိုးဆိုတော့အဲ့လိုစဉ်းစားမိမှာပေါ့နော်Lionel ကဒီ episode မှာဆိုလို့ရှိရင်လည်းပေါ့နော်သူကအဲ့လို Targaryen တွေကိုမကြိုက်ဘူးဆိုတဲ့ဥစ္စာမျိုးပြောသွားတာပေါ့နော်ဘာလို့လဲဆိုသူပြောသွားတာthe only good dragon is a dead dragon ဆိုပြီးတော့ပြောသွားတာပေါ့နော်သူက Targaryen တွေမကြိုက်ပေမဲ့လည်းဘေလိုတော့ကြိုက်လောက်မယ်လို့ထင်ထားတာပေါ့နော်ဒါပေမဲ့သူ့မှာလည်းသူ reasoning သူရှိရင်ရှိမှာပေါ့
ဒီဆင်းကပေါ့နော်စောက်ထဲမှာပါလားမပါလားတော့သိပ်တော့မမှတ်မိတော့ဘူးဒါပေမဲ့ဘယ်လိုပြောမလဲဒီဆင်းကိုကြိုက်တယ်ခုဒီဆင်းရပေါ့နော်ဒီ Lionel ရဲ့ character ကလည်းသူစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်နောက်ပိုင်းမှာ तू နောက်ပိုင်း तू ဆက်ဖြစ်မယ်ဆိုတော့အဲပုံစံကိုဒီ character လေးနဲ့အဲ့လိုမျိုးသူအခုပြထားတဲ့ scene လေးနဲ့အဲ့လို introduce လုပ်ထားတဲ့ပုံစံလေးကအဲ့လိုလိုက်တယ်ပေါ့နော်ဒါနဲ့ spoiler ဖြစ်မှာဆိုတော့အခုတော့မပြောတော့ဘူးနောက်မှပဲပြောပြရတော့မယ်ပြီးတော့ဒါအသုဘဆင်းလာရယ်ပေါ့နော်ဒီမှာလူတွေသပင်ပြူတဲ့လူတွေတော်တော်များများတွေ့တယ်Kings က2ယောက်ပဲတွေ့တယ်တယောက်ကတော့ဒီ Trial 7ကနေပြီးတော်တော်လေးကိုဒဏ်ရာရထားတော့အခု Kings က2ယောက်ပဲတွေ့တယ်ဒီစစ်မှာစိတ်ဝင်စားဖို့ကောင်းတာဒီသပင်ပြူနဲ့အပူကြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်စစချင်းတော့ကသူ့ကို King Daron လို့တောင်ထင်နေရဒါပေမဲ့မဖြစ်နိုင်ဘူးပေါ့နော်ဘာလို့ဆိုတော့ King's Landing ကနေ Ashford ကိုငကားလည်းမရှိဘဲနဲ့ချက်ချင်းရောက်လာဖို့ဆိုမဖြစ်နိုင်ဘူးเนาะတော်တော်ဝေးတာဆိုတော့အဲ့တော့ဒီ King Daron ရဲ့မိန်းမက Dawnish ဆိုတော့အခုသူ့အိမ်သားမိန်းမဖြူဖြူလေးလိုမျိုးမဖြစ်နိုင်ဘူးပေါ့နော်နောက်ပြီးဒါပေမဲ့သူ့ကိုကြည့်ရတော့သူအဲ့လိုအင်ကြီးအဝတ်စားတွေကောင်းကောင်းဝတ်ထားတယ် jewelry တွေပါနဲ့ပုံစံချမ်းသာပြီးတော့ noble ဖြစ်တဲ့ပုံတော့ပေါက်တယ်။ခင်ကတော့ဒီ Targaryen branch family တွေကလားဒါမှမဟုတ်လို့ရှိရင်တခြား family တွေကို married လုပ်သွားတယ်ဆိုရင် Targaryen လားပေါ့နော်အဲ့လိုတော့ထင်ရတာပဲ။ပြီးတော့ Prince Vela ရဲ့မိန်းမကိုလည်းတွေ့ရတယ်။သူကဒီဆံပင်ပန်းရောင်နဲ့ black ကောင်မလေးပေါ့နော်။သူကတော့ Westeros ကမဟုတ်ဘူး Essos က Essos ကလူတွေကအဲ့လိုဆံပင်ဆေးဆိုးကြရယ်ပေါ့နော်။သူတို့ရဲ့ marriage ကဒီ Westeros နဲ့ Free Cities တွေဒီ alliance ရဖို့အတွက်ဆိုပြီးတော့အဲ့လို arrange marriage လိုမျိုးလုပ်ထားတာပေါ့နော်။ဒီ House of the Dragon season 2မှာတော့ဆိုလဲဒီ Tyrion Lannister က Essos သွားတော့ဒီစပင်ဆိုးထားတယ်ဆိုတဲ့လူတွေကိုတွေ့ရပေါ့နော်ဒါသူတို့ရဲ့ culture အဲ့လိုမျိုးဒီလို culture လေးတွေကိုဒီလိုမျိုးဒီ episode ဒီ series တွေမှာပြန်ပြီးတော့ထည့်ထားတာလေးမြင်ရတာလဲကြည့်လို့ကောင်းတယ်ပေါ့နော်အခုပေါ့နော် Vela ကိုလည်းဒီ close up အခုမြင်ရတယ်ပေါ့နော်သူ့ရဲ့ဒီသပင်အမဲရောင်မှာအဲ့လိုငွေရောင်လေးအဲ့လို highlight powder လိုမျိုးလေး line လေးမြင်ရတယ်ပေါ့နော်အဲ့ဥစ္စာဒီ Targaryen ရဲ့ genetic က strong ဖြစ်နေသေးတယ်ဆိုတာကိုလည်းမြင်ရတယ်နောက်ပြီးတော့နောက်တဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကပေါ့နော် Vela မှာဆိုလို့ရှိရင် heterochromia ရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်မျက်လုံးနှစ်ဖက်အရောင်မတူတစ်ဖက်ကအပြာရောင်နဲ့တစ်ဖက်ကအညိုရောင်အဲ့လိုလေးရှိရပါတော့အခုတလုံးတော့အဲ့လိုဗာလဲခရီးသွားအင်းလေးမှာတော့အဲ့လိုကြောင်လေးအဲ့လိုမျက်လုံးနှလုံး heterochromia ကြောင်လေးအောင်တွေ့ခဲ့တယ်လို့သူလည်းအရောင်လေးမျက်လုံးလေးအရောင်မတူဘူးအဲ့တော့ဘေလိုကိုဟိုတခြားကြည့်မယ်ဆိုလို့ရှင်လဲဘေလိုလဲဒီမျက်လုံးရောင်နှစ်ခုမတူဘူးပေါ့နော်အဲ့လိုမျိုးတွေ့ရဒါပေမဲ့ဘာလဲဆိုတော့ character ဒီမှာဒီ Vela ကိုတရုပ်ဆောင်တဲ့ character မင်းသားပေါ့နော်သူကအပြင်မှာတကယ်အဲ့လိုမျက်လုံးရောင်နှစ်ခုမတူဘူးဒါပေမဲ့ဘေလိုကိုကြတော့ဒီဇလန်ထဲမှာဒီလိုမျိုးရောင်မတူအောင်လို့ contact lens တက်ခိုင်းတာဒီ feature ကတော့စာအုပ်ထဲမှာတော့မပါဘူးပေါ့နော်ဒါပေမဲ့ showrunner ပြောပုံရဆိုတော့သူကဒီ Dawn နဲ့ Crown နဲ့ alliance လုပ်ထားရဲဆိုတဲ့ဥစ္စာကို represent လုပ်ချင်တဲ့ဆိုတဲ့ပုံစံမျိုးနဲ့သူပြထားတာပေါ့နော်သူဒီ detail လေးတွေကအစာသေးချာလေးလုပ်ထားတာဆိုတော့တော်တော်လေးကို appreciate ဖြစ်ဖို့ကောင်းတယ်ပေါ့ဒီ episode မှာဆိုလို့ရှိရင်မိကအကြောင်းလည်းအများကြီးတွေ့ရတယ်သူကတော့ဘေလို့ကိုတမင်တတ်တာမဟုတ်ဘူးလို့ပြောရပေါ့နော်အဲ့ဒါယုံညလားပေါ့နော်ကိုကတော့မယုံဘာလို့လဲဆိုတော့ဒါလုံးဝအဲ့လို big chance ကွာငကိုတွေကသူ့အကိုအဲ့လိုမနာလိုဖြစ်ပြီးတော့အဲ့လိုဒါကတော့ကွာမေဂါမမဟုတ်ပါဘူးဒါဘယ်မှာပဲဖြစ်ဖြစ်ဒီလိုမျိုးအဲ့လိုဘယင်ဖြစ်ကမဲ့လို့အကိုတွေနဲ့ညီတွေနဲ့ဆိုတော့ဒါတွေကအဲ့လိုကွာရှိမှာပဲကွာသူတို့မှမဟုတ်ဘူးတခြားမှာအခုထိလက်ရှိမှာလည်းအဲ့လိုမျိုးရှိနေကြအရာတွေလည်းရှိမှာပဲပေါ့နော်နန်းလူတာဘာညာအဲ့ဒါတော့ဒီ House of the Dragon တို့ Game of Thrones တို့မှာဟိုကိုရီးယားကပဲကြည့်မတရုတ်ကအဲ့ဒါရှိရပဲဆိုမိကားကွာပလိန်သူ့ကိုမလုပ်ဘူးသူလုပ်တာမဟုတ်ပါဘူးဆိုပြီးတော့အဲ့လိုလွှဲချလိုက်တဲ့ဆိုတဲ့ပုံစံမျိုးလို့တော့ထင်တယ်တတ်ချင်ပါပဲဒါလုံးဝဒီ chance ကသူ့အတွက်ကွက်တီပဲလို့ခံစားရတယ်ဒါပေမဲ့100%တော့လည်းသေချာပြောလို့မရဘူးပေါ့နော်။ဘာဖြစ်လဲဆိုတော့ဘေးလိုသေလို့လဲ Crown သူ့ဆီတိုက်ရောက်တာမှမဟုတ်တာပေါ့နော်။ဘာလို့သူတို့ညီကိုနှစ်ယောက်ကြားထဲမှာတခြားလို့သားတွေရှိသေးတာဆိုတော့သူတို့နာမည်တွေကိုဒီ episode 2တုန်းကလည်းသူပြောသွားရှိသေးတယ်ပြီးတော့ तू က Avion မှားမှန်းကိုသိတယ်အဲကြောင့်မလို့လဲ तू Essos ကိုလွှတ်ပြီးတော့သူ့ကို lesson ဘယ်လိုလဲ तू ပညာပိုင်းတော့သင်ခိုင်းမယ်ပေါ့နော်ဘယ်လိုပုံစံမျိုးနဲ့ထားတယ်အဲ
Arion ကလူဘယ်လိုစိုးပေမဲ့လေအဖေဆိုတော့သားကိုအဲ့လိုချစ်တော့ချစ်ရှာရပေါ့နော်အခုသူနေမကောင်းဖြစ်ပြီးတော့လို့ recovery ပြန်လုပ်နေတဲ့အချိန်မှာတော့လေသူအိယာပေးလေးမှာစောင့်မီးနေရပေါ့နော်အဲ့လိုပုံစံလေးကြည့်ရလေဒါကတော့မိဘဆိုတော့လေသားဆိုသမီးဆိုပြည်ရိုးတော့မရှိဘူးပေါ့အဲ့လိုပဲပြောရမှာပေါ့ပြီးတော့ဒီ scene ကပို့ favorite scene ဘာလဲဆိုတော့ egg က Arion ကိုတတ်တော့မဲ့အချိန်မှာမီကာကနေပြီးတော့တားလိုက်တဲ့ scene ပေါ့နော်။ဘာလို့ဆိုအရင်တုန်းကအဲ့ကတောက်လျှောက်ပြောနေရသူ့ကို Arion ကိုတတ်ချင်တယ်သေစေချင်တယ်တတ်ချင်တယ်ဆိုပြီးတော့ပြောနေရနေအခုသူများတွေကိုလည်းလှုပ်ခိုင်းလို့မရတော့သူကိုယ်တိုင်လှုပ်တော့မယ်ဆိုရဲပုံစံနဲ့သူထွက်သွားတာပေါ့ဒါပေမဲ့မေဂါကသူ့ကိုတားလိုက်နိုင်တယ်ဒီအရှင်က तू ကလူတစ်ယောက်တည်းကိုကယ်လိုက်တာမဟုတ်ဘဲနဲ့ तू လူနှစ်ယောက်ကိုကယ်လိုက်တာပေါ့နော်အေရီယွန်ရဲ့အသက်ကိုလည်းကယ်လိုက်နိုင်တယ်လို့ဒီ egg ကို Kingslayer ဖြစ်မဲ့ဘဝကနေလည်းကယ်လိုက်နိုင်တယ်ပေါ့နော် Kingslayer ဆိုတာကဘာလဲဆိုရင်သူကဆွေမျိုးချင်းပြန်တက်တာပေါ့နော် Westeros မှာဆိုလို့ရှိရင်ဒီလိုမျိုး Kingslayer ဆွေမျိုးချင်းပြန်တက်တယ်ဆိုတဲ့ဥစ္စာကဒီအကြီးမားဆုံး crime တွေထဲမှာပါတယ်ပေါ့နော်သူတို့လိုလူတွေကိုဒီ Kingslayer ရယ်ဆိုလို့ရှိရင်ဒါရာသက်ပံဘဝတစ်လျှောက်လုံးတင်စာမိနေမယ်ဆိုပြီးတော့သူတို့သတ်မှတ်ကြရပေါ့နော်အဲ့တော့အခုဆိုရှင်သူမီကာကသူ့အကိုကိုသူမတော်တဆတက်လိုက်မိရပေါ့နော်အဲ့တော့သူလေဒီ kid နဲ့တစ်သက်လုံးသူနေရမှာအဲ့လိုမျိုးသူ့လိုမျိုး fake ကိုသူ egg ကိုမဖြစ်စေချင်တဲ့အတွက်ကြောင့်မလို့သူဒါကိုတားလိုက်နိုင်တယ်ဒီ scene မှာဆိုလို့ရှိရင်သူစကားတခုမှမပြောပါဘူးပေါ့နော်ဒါပေမဲ့ဒီ action တခုလုံးအဲ့လိုအရင် powerful ဖြစ်တယ်ပေါ့ဒီ episode မှာဒန်ကလည်းအဖြေရှာနေတဲ့ vibe ကိုရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ episode တုန်းကဆိုလို့ရှိရင် तू က guilt ဖြစ်တဲ့ vibe ကိုရတာလုံးဝသူ့ကြောင့်သေသွားပြီသူ့ကြောင့်ဟိုဖြစ်သွားပြီဆိုရယ် vibe ကိုရရပေါ့နော်လိုင်းလုံးနဲ့စကားပြောပြီးရဲ့နောက်ပိုင်းမှာလိုင်းလုံးပြောသွားတဲ့စကားပေါ့နော်သူ့ကိုကာကွယ်ရမယ့်လူတွေကြားထဲမှာဒီကောင်ကဘာမှမရင်ထားမဲ့သူထောက်ပြသွားငါလဲမင်းအတွက် fight တယ်ကျန်လူတွေ fight တယ်အကုန်လုံးကအသက်ပေးပြီးတော့ fight တဲ့အထဲမှာသူ့ကိုကာကွယ်မယ်ဆိုရရှိတဲ့လူကတေသွားတဲ့အတွက်ဘယ်လိုပြောရမလဲအကုန်အတူတူပဲကွာအဲ့ဒီမှာဟိုကောင်ကအမှစပြီးတော့သူကစဉ်းစားမိနေရပေါ့နော်ဒါဆိုလို့ရှိရင် तू ကရှင်မို့အတွက်ကိုသူ့မှာတခုခုရှိနေသေးတာဆိုတဲ့ဥစ္စာတခုသူရှာနေရပေါ့အဖြေရှာနေတဲ့ vibe ပိုရရကွာဘလိန်တာလူတွေဘလိန်တာမဘလိန်တာကိုသူ့ပုံစံအရင်ခဲလောက်တဲ့ vibe မရဘူးမေဂါဆိုလို့ရှိရင် तू စပြီးပြောတဲ့ဥစ္စာဆိုရှင်ငါရဲ့ဘဝတစ်ခြားလုံးဒါတွေကိုပဲကြားပြီးတော့နေရမှာဆိုतू ဆိုလို့ရှိရင်ကြတော့ guilt ဖြစ်ပြီးတော့तू ဘလိန်ခံပြီးနေရရမယ်ဆိုတဲ့ဥစ္စာဟိုပါပဲဟိုကောင်ကတော့ဒန်ကတော့ဘယ်လိုပြောရမလဲ तू အဲ့လားသူများသူ့အဲ့လိုပြောလဲအဲ့လောက်ကြီးအရေးမပါဒါပေမဲ့သူ့မှာတခုခုရှိတယ် तू ဒီအဖြေကိုရှာရမယ်ဆိုတဲ့ဟာတခုကိုစဉ်းစားနေတာ why ပေါ့ဘာလို့ကော့ကငါ့ကိုရွေးသွားရလဲပေါ့ဒါမဲ့လေဒီဘေးလိုသေးရဲ့အတွက်ကြောင့်မလို့ဒန်ကိုဘလိန်နေတဲ့လူတွေလည်းရှိမယ်လို့သူထင်တယ်ပေါ့နော်သူမြို့ထဲမှာလမ်းလျှောက်သွားတဲ့အချိန်မှာသူ့ကိုလူတွေအဲ့လိုမျိုးကြည်နေကြတဲ့တချို့ပုံစံနေရတာတေရောမတေကြဘူးပေါ့နော်သူ့ကိုလူတွေ blame နေလား blame နေတယ်လို့ထင်တယ်ပေါ့နော်ဒါမဲ့လည်းDan Beck ကနေ support တဲ့လူတွေလည်းရှိတယ် Raymond တို့ Lady Gwen Ashford တို့သူတို့ဆိုလို့ရှိရင်ဒါကိုယ်တိုင်ပြောပြီးတော့ငါတော့မင်းဘက်ကဆိုပြီးတော့အဲ့လို support လုပ်ကြရပေါ့အဲ့ဒါလေးကိုတော့သဘောကျတယ်ဘာလို့လဲဆိုတော့ဒီ Gwen ဆိုတာပေါ့နော်ဆောင်းထဲမှာသူ့ရဲ့နာမည်တော့မပါဘူးသူက Lord Ashford ရဲ့သမီးဆိုပြီးတော့ပဲပါတာဒါမဲ့ဒီမှာတော့သူ့ရဲ့စကားပြောဖို့ line တွေလည်းတေချာပါတယ်သူ့ character လေးတွေကိုလည်းတေချာရိုက်ပြထားတယ်နောက်ပြီးဒီ tournament ကလည်းသူ့ရဲ့ birthday ကို celebrate လုပ်တဲ့အနေနဲ့လုပ်တဲ့ tournament ဆိုတော့ဒီလိုမျိုး touch လေးတွေထည့်ပေးထားတာလေးကလည်းအဲ့လိုစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့ဒီမောကတော့တကယ်ကောင်းတဲ့တငယ်ချင်းဒါမဲ့နွားလေးစောဘိုက်ကြီးပြီးတော့သူဘလို့ချစ်ချင်းလည်းငယ်ဖန်ခံလာလည်းမသိဘူးစင်ရတဲ့ I think तू ကွာသဘောကောင်းတာပါ तू မသိစရာအကြောင်းရင်းတော့မရှိဘူးကွာမသိစရာအကြောင်းရင်းမရှိဒါပေမဲ့ तू ထင်မှာပေါ့နော်ဒီစော်ကကြည့်လိုက်လို့ရှိရင်ချောလဲချောတယ်အဲ့လိုသူ့ကို attention တွေပါပေးပြီးတော့အဲ့လို तू ခု तू အဲ့လောက်ကြီး popular guy မဟုတ်တဲ့အတွက်ကြောင့်မလို့ကောင်မလေးပါလေးရချင်မှရမှာပေါ့နော်အဲ့တော့သူအခုလိုမျိုး attention ရကောင်မိန်းမတယောက်ရသွားတယ်ဆိုတဲ့ဥစ္စာကို तू ပျော်ပျော်ကြီးလက်ခံပြီးရောပါလာတဲ့ကလေးကိုလည်းအဲ့လိုပျော်ပျော်ကြီးစောင့်ရှောက်မယ်ဆိုတဲ့ vibe မျိုးတော့ရတယ်ပြောမယ်ဆိုလို့ရှိရင်လူကောင်းပေါ့နော်သူ့ကိုယ်သူလည်းနည်းနည်း inferior တော့ရှိကောင်းရှိမယ်အရန်ကြီးဟိုလိုမျိုး
ဘယ်လိုလဲဟာငါလုံးဝယောက်ျားအဲ့လိုငါဘာဖြစ်တယ်အဲ့လိုယောက်ျားမျိုးကြီးမဟုတ်ဘူးပေါ့နော်အဲ့လိုသဘောကောင်းပြီးတော့ဟိုဖြစ်တယ်ဆိုတဲ့ပုံစံလေးပေါ့ဒီကောင်မလေးရဲ့နာမည်က Red ပေါ့နော်ဒါပေမဲ့သူ့ကိုသူ Lady Rowan ဆိုပြီးတော့သူအဲ့လို high born ကောင်မလေးလိုမျိုးသူကဟန်ဆောင်နေတာပေါ့နော်ဒါပေမဲ့သူအဲ့လိုမကောင်းတဲ့ကောင်မလေးတော့အဲ့လိုကျင့်ပုတ်တဲ့ကောင်မလေးတော့မဟုတ်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ဒီ Trial 7တုန်းကဆိုလို့ရှိရင်လည်းသူက Dan ဘက်ကနေပြီးတော့သူအားပေးနေတာပေါ့နော်။ဒါပေမဲ့ Dan ကသူ့ကိုဒီ prostitute ပြစ်ဒဏ်စာဆိုတာကိုသူသိရပေါ့နော်။ဒါပေမဲ့ဟိုတစ်ခေါက်တုန်းက episode ရှေ့ episode တွေတော့သူတွေ့ဘူးရပေါ့နော်။ဒါပေမဲ့သူကဒါကို Raymond မပြောဘူးပေါ့နော်။ဒါသူ့ရဲ့ decision မှန်လားပေါ့ဘယ်လိုထင်ကြလဲပေါ့နော်။ပိုးတယ်နော် like မပြောမှန်လားဆိုတော့ဂျားသုံးကြားကတော့မဝင်တာကောင်းပါတယ်ဘာလို့မှာတော့သူတို့နှစ်ယောက်ကြည့်သူတို့ပျော်နေတာပဲဟိုခိပါတယ်ဒါပေမဲ့အဲ့လိုဘယ်လိုလဲတငယ်ချင်းတိုက်တော့ကွာမှာပေါ့နော်ကိုနဲ့အရန်ရင်းနှီးရဲ့တငယ်ချင်းတကယ်အခုတကယ်အပြင်မှာကိုနဲ့အရန်ရင်းနှီးရဲ့တငယ်ချင်းကအဲ့လိုမကောင်းတဲ့ကိစ္စတစ်ခုကိုကသိထားရဲဆိုရင်တော့ပြောပြရမှာပေါ့နော်ဒါပေမဲ့အဲ့လိုဘယ်လိုလဲဒိုင်းတို့လိုဘာလို့အခုသူတို့လိုအထဲက situation လောက်ကတော့မပြောလဲဘာမှတော့မဖြစ်ဘူးထင်ပါတယ် Raymond ကတော့ဒါလုံးဝ true friend ပေါ့နော်။သူ Dan ဘက်ကနေပြီးတော့သူကူညီပြီးတိုက်ပေးတယ်။အဲဒါကြောင့်မို့လို့လဲသူ cousin ကသူ့ကိုထားသွားတယ်။ဒါပေမဲ့သူပျော်နေတယ်။ဘာလို့လဲဆိုတော့သူမိန်းမရတော့ပြီကလေးလည်းရတော့မယ်။နောက်ပြီးတော့သူ့ရဲ့ house အသစ်လည်းသူစတော့မယ်ပေါ့နော်။မြင်ရတဲ့သူ့ရဲ့ moment ကတော့ဒီ House for Away ရဲ့new branch house စမယ်ဆိုတဲ့အာ moment လေးပေါ့။ Raymond ကတော့သူ့ရဲ့house အသစ်ပေါ့နော် House for Survey of New Barrel ဆိုပြီးတော့ house အသစ်တည်ထောင်လိုက်တယ်ဒါကိုဒီ Green Apple for Survey လို့လည်းခေါ်တယ်ဒီ original ကတော့ဒီ Red Apple for Survey ပေါ့နော်အဲ့ဒါဒီ episode 1မှာတော့ဆိုလို့ရှိရင်သူ့ရဲ့မြင်ရတဲ့ဒီအနီရောင် apple လေးပန်းသီးလေးကအခုဆိုလို့ရှိရင်အစိမ်းရောင်ပန်းသီးလေးဖြစ်ပြောင်းသွားပြီပေါ့နောက်ထပ်ကျင်းနေတာလေးတစ်ခုကတော့ sweet တူလေးကိုပြန်မြင်ရတယ်ပေါ့နော်ဒီဆောက်ထဲမှာတော့ဒီမြင်းမလေးဘာဖြစ်သွားလဲဆိုတဲ့စင်းကြီးမပါဘူးပေါ့နော်အခုဒီမှာကတော့ Raymond က Dan ကိုဒီမြင်းလေးကိုပြန်ဝယ်ပြီးတော့ပေးတယ်ဒါပေမဲ့ Dan ကတော့Raymond မဲ့ဆက်ပြီးတော့ထိန်းသိမ်းထားဆိုပြီးတော့ထားခဲ့တော့သူဒီမြင်းမလေးကတော့happy ending လေးဖြစ်သွားရပေါ့နော်အဲ့ဒါလေးကတော့တကယ်ကျင်းနေစရာစင်းလေးပေါ့ဒါဆောင်းထဲမှာဆိုလို့ရှိရင်ပေါ့နော်ဒီမြင်းလေးကိုပြန်သွားဝယ်မလားဆိုပြီးတော့စိတ်ပူနေရဒါပေမဲ့အခုဒီ show ထဲမှာတော့ Raymond ရဲ့ Apple Channel မှာသူနေဝါရမယ်ဆိုတော့အဲ့လိုစိတ်အေးဝါပြီပေါ့နောက်ထပ်အရေးကြီးစင်းတစ်ခုပေါ့နော်ဒန်ကဆာအလန်ကိုမေးရသူ့ကိုဘာလို့နိုင်မလုပ်ပေးသေးလဲဆိုပြီးမေးရစင်းလေးပေါ့နော်ဒီစင်းလေးอ่ะဆိုလို့ရှိရင်ဒါဟိုဒန်ကတကယ်နိုင်တယောက်ဟုတ်လားမဟုတ်လားဆိုပြီးတော့ဖြစ်တယ်ဆိုတော့စင်းကိုsupport ပေးလိုက်တယ်ဆိုတော့နောက်တဲ့ evidence တစ်ခုလို့ပြောလို့ရပါဘူးဒါပေမဲ့ဒါကတော့100%တော့မသေးချာသေးဘူးပေါ့နော်ဆာလန်မသေးအဲ့တော့မသေးသေးဘူးဆိုတော့ဒါပြီးမှလုပ်ပေးလိုက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အခုလိုမျိုးဒီစာအုပ်ထဲမှာဆိုလို့ရှိရင်ဒါနဲ့ပတ်သက်ပြီးတော့သူအဲ့လို openly လုပ်ထားရပေါ့နော်လုံးဝကြီးကိုအဲ့လို confirm လုပ်ဖဲနဲ့ open လုပ်ထားတဲ့ဥစ္စာကို show မှာလည်းအဲ့လိုဒါကတော့ဟုတ်တယ်မဟုတ်ဘူးဆိုပြီးတော့ confirm လုပ်ဖဲနဲ့အဲ့လို hints လေးနဲ့ open ပေးထားရဆိုတော့vibe လေးတွေကိုလည်းသဘောကျတယ်ခုဒီ episode မှာဆိုလို့ရှိရင်ဒီ Sir Alan အကြောင်းလေးလည်းပိုသိရပါတော့ဘာလို့ Sir Alan Pantry ဆိုပြီးတော့ဘာလို့ခေါ်လဲဆိုတာလေးပေါ့ဒါသူတို့မျိုးမှာဒီယောက်ျားလေးတွေစစ်သွားတိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီ oak tree မှာအဲ့လိုအကျွေးစီလေးကိုရိုက်သွားရပေါ့နော်ပြီးရင်သူတို့ပြန်ရောက်လာပြီဆိုလို့ရှိရင်သူဒါလေးကိုပြန်သွားယူရတယ်ပေါ့ဒါကတော့သူတို့ရဲ့ဒီ local အလေးဟိုဘယ်လိုလဲ local အလေးအထလေးပေါ့အာ Riverland ကသူကအလယ်မှာရှိတော့သူဘယ်ဘက်ကပဲစစ်ပွဲဖြစ်ဖြစ်သူတို့အမြဲတမ်းပါဝါရပေါ့နော်အဲ့လိုစစ်ပွဲမှာတေဝါတဲ့လူတွေအများကြီးပြင်မလာနိုင်တဲ့အချိန်ကြတော့ဒီသူတို့ရဲ့အကျွေစီတွေကိုလာမယူနိုင်တော့ tree လေးမှာအဲ့လိုအကျွေစီလေးတွေပြည့်နေလို့ဆိုပြီးသူတို့က penny tree ဆိုပြီးတော့ခေါ်ကြတာအဲ့တော့ဒါစဉ်းစားကြည့်မယ်ဆိုရင်တော့အဲ့လိုတနာစရာလေးပေါ့တန်းလည်းသူမထွက်သွားခင်မှာသူတစ်ပင်လေးမှာအကျွေးစီလေးကိုရိုက်ပြီးတော့ထွက်သွားတယ်ဒါသူဆာအလန်အတွက်လုပ်ပေးတာလားဒါမှမဟုတ်လို့ရှိရင်လည်းသူဆာအလန်လိုလုပ်မှာမို့လို့ဒီအကျွေးစီလေးကိုလုပ်သွားတာလားတော့မသိဘူးပေါ့နော်ဒါပေမဲ့ဒါလေးကဒီစင်းရဲ့အဲ့လို emotional ဖြစ်စရာလေးပေါ့
ကဲအခုဆိုလို့ရှိရင် ending scene လေးကိုဆက်ပြောမယ်ပေါ့နော်ဒီ ending scene လေးမှာ Deck နဲ့Annie ကသူတို့ adventure ဆက်ပြီးတော့ထွက်သွားကြတယ်ဒီ scene လေးကဘယ်ကနေရောက်လာလဲဆိုလို့ရှိရင်သူကLion ကိုMega ရဲ့ offer ကိုသူညှင်းလိုက်တယ်ညှင်းပြီးတော့ဒါပေမဲ့သူလုံးဝညှင်းလိုက်တာတော့မဟုတ်ဘူးပေါ့နော်အဲ့ကိုတော့သူ Squire အနေနဲ့သူလက်ခံမယ်ဆိုပြီးတော့ offer ပြန်ပေးတယ်ဒါပေါ့နော်သူအဖြေရှာနေဒီ scene တစ်ခုလုံးမှာသူဘာကြောင့်တက်ရှင်နေလဲဆိုတဲ့ဥစ္စာကိုသူအဖြေရှာနေတဲ့ဥစ္စာကနောက်ဆုံးဒီ Dero နဲ့စကားပြောပြီးရဲ့နောက်မှာငါက egg ကိုသူ့အကိုတွေထက်ပိုပြီးတော့ကောင်းအောင်လို့လုပ်ပေးဖို့အတွက်ငါတက်ရှင်ကြံနေတာပါလားဆိုတော့ဟာကိုသူတတိယဝါပြီးဒါငါရဲ့အဖြေပဲဆိုပြီးတော့သူ offer ပြန်ပေးလိုက်တာမေဂါကတော့ဒီ season ကိုတိတ်သဘောမကျဘူး။ဘာလို့လဲဆိုတော့သူပြောတယ်အဲ့ကသူ့ရဲ့ lesson ပေါ့နော်။ဒါကတော့ပြဿနာကြီးနှစ်ခုရှိတယ်။တစ်ခုကတော့သူ့ရဲ့သူအငယ်ဆုံးသားလေးမို့လို့သူခွင့်မပြုနိုင်ဘူးဆိုတော့လည်းဖြစ်နိုင်တယ်။နောက်တစ်ခုကကျတော့ဒီသူ့သားအကြီးဆုံး Daron ဆိုလို့ရှိရင်ရက်သမားArion ဆိုသိရကွာသူအကျင့်မကောင်းဘူးသူသားနောက်ပြီးတော့Amon ဆိုလို့ရှိရင်လည်းMr ဖြစ်သွားရဲဆိုတော့နာမည်ပါတယ်ဆွန့်လွတ်သွားမှာပေါ့နော်အဲ့တော့နောက်ဆုံးသူ့ရဲ့ legacy ကိုထိန်းမှုကြံနေခဲ့ရဆို act တစ်ယောက်ပဲရှိတော့တာဆိုတော့ဒီ season ကိုလက်မခံနိုင်ဘူးဖြစ်နေတယ်နောက်ဆုံးတော့ဒီ act ပြောပုံရဆိုရင်တော့သူ့ဖေကလက်ခံသွားရဲပေါ့နော်ဒါပေမဲ့နောက်ဆုံး find out ဖြစ်သွားတာတော့ act ကလိမ်ပြီးတော့ထွက်ပြေးသွားဒါပေမဲ့ South ထဲမှာတော့မတူဘူးပေါ့နော် South ထဲမှာကတော့ Mega ကဒီ season ကိုသူလက်ခံမိလိုက်တဲ့ပုံပေါက်တယ်ဘာလို့ဆိုတော့ဒီဟာသူ act တွေကောင်းမယ်ဆိုပြီးတော့အဲ့လိုမျိုးပုံစံကဒီ Mega ကိုပေါ့နော်ပို့ပြီးတော့humble လည်းဖြစ်တယ်နည်းနည်းလေးwise ဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးလေးရေးပေးထားပါဘာလို့လဲဆိုတော့သူနဲ့အတူတူရှိရာထက်ဒီ Jane လို #9 နဲ့အတူတူရှိတာ act တွေပိုကောင်းတယ်ဆိုတဲ့ဥစ္စာကိုသူလက်ခံပေးလိုက်တယ်ပေါ့ humble ဖြစ်ဖြစ်လေးနဲ့ဒါပေမဲ့ဒီ show ထဲမှာပြီးွားတဲ့ပုံစံလေးကတော့အဲ့လို funny ဖြစ်ဖြစ်လေးပေါ့နော်vibe လေးကတော့နှစ်မျိုးလုံးကတော့မတူဘူးဒါပေမဲ့နှစ်မျိုးလုံးမဆိုးဘူးပေါ့လက်ခံလို့ကောင်းပါတယ်နောက်ဆုံးမှာတော့ဆာအလန်ကဒလန်ဒန်တို့ကဒလန်ဆိုပြီးတော့လမ်းလေးထွက်သွားတယ်ဒါကဘာကိုပြလဲဆိုလို့ရှိရင်နောက်ဆုံးဒန်ကသူကသူကိုလန်းကိုရှောက်ပြီးတော့ကိုလန်းကိုဖောက်ပြီးသွားနိုင်ပြီအရင်လိုမျိုးဒီလောကကြီးအကြောင်းကိုလည်းသူတည်တင်းတော့တည်သွားပြီအရင်လိုလည်းထုံနီပါဝေထုံနီရဲ့ကောင်လေးမဟုတ်တော့ဘူးကိုလန်းကိုရှောက်တော့မယ်ဆိုပြီးတော့ပြသွားတယ်ဆိုတော့စင်းလေးကလာကဲ Night of the Seven Kingdoms ရဲ့ season 1လေးတော့ပြီးသွားပါပြီအားလုံးကဘယ်လိုမြင်ကြပါလဲပိုးကတော့ Game of Thrones ပြီးရင် Night of the Seven Kingdoms ကိုကြိုက်ပါတယ် House of the Dragon ကတတိယမြောက်နေရပါ Night of the Seven Kingdoms ဒုတိယပါဒါလုံးဝကိုအဲ့လိုတက်ကြရလည်းများတော့များရဲ့သူများလည်းပြောကြရပေါ့နော်စင်းကြီးအရန်တူတယ်ကြည့်ရအားမရဘူးဆိုဒါပေမဲ့အဲ့လိုအများကြီးပေးပြီးအများကြီးတွေးရင်ကြတော့လေအရန်ဝဝါပြီးတော့အဲ့လိုအဲ့လိုမမျှော်ရတော့မှာဆိုတဲ့ဆိုအဲ့လို vibe လေးပေါ့နော်ခုကြတော့နည်းနည်းလေးနဲ့ထိရကွာအဲ့လိုမျိုးပြောလို့ရတယ်ပွဲဗီဒီယိုလေးကိုနောက်ထပ်ပြီးအားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုသဘောကျတယ်ကူညီပေးခြင်းနဲ့ဆိုလို့ရှိရင်တော့ Facebook မှာ like and share နဲ့ YouTube မှာ like and comment လုပ်ပြီးတော့အားပေးလို့ရပါတယ် TikTok မှာလည်းတင်ပါတယ်ကျေးဇူးတင်ပါတယ် bye bye